အိမ်သုံးရေမော်တာတွေမှာလေပတ်အနေပြီးတော့ရွထအားတယ်နဲတယ်မော်တာရဲ့ကိုယ်တည်းပူလာတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းများစွာရှိပါတယ်အိမ်သုံးရေမော်တာမှာပေါ်တိုင်းမော်တာနဲ့ရေမြုပ်မော်တာဆိုပြီးတော့နှမျိုးရှိတယ်မော်တာပူလာရတဲ့အဓိကအကြောင်းရင်းတွေကတော့ရေပတ်လမ်းမှာမှိုက်ဆို့တာမော်တာရဲ့ဘောဘေတွေနဲ့ပျက်စီးနေရင်ချမ်းဖြစ်နေရင်ဒါမှမဟုတ်မော်တာရဲ့ဝင်ရိုးမော်တာရဲ့ရှက်ကတခုခုနဲ့တိုက်စားပြီးတော့ပုတ်တိုက်မှုတွေများလာရင်မော်တာပူလာနိုင်ပါတယ်ဒီလိုဖြစ်လာရင်မော်တာမောင်းနေတဲ့အချိန်မှာလဲမော်တာရဲ့အတန်ပိုပြီးတော့ကျလာနိုင်ပါတယ်ဒီမော်တာလုံးဖို့မော်တာကိုပေးသွင်းတဲ့လက်စစ်ဖို့ကမတည်ငြိမ်နေဘူး stability မဖြစ်နေဘူးဆိုရင်မော်တာကလိုအပ်တဲ့ power ရရှိဖို့ပိုပြီးလွတ်လောက်ရတယ်ဒါဆိုရင်မော်တာပုံမှန်မဟုတ်ပဲမော်တာပူလာနိုင်ပါတယ်မော်တာထဲမှာရေကိုတွန်းထုတ်ပေးတဲ့အင်ပယ်လာလို့ခေါ်တဲ့ရေတလက်မှာအမိုက်တွေစုပ်နေတာဒါမှမဟုတ်ဒီအင်ပယ်လာကြီးကပျက်စီးနေတာဘယ်လိုဖြစ်လဲဆိုရင်မော်တာပို့ပြီးတော့ယုံရတာကြောင့်မော်တာကိုယ်တည်းပူလာနိုင်ပါတယ်